မှာအိမ်မက်မကောင်းတာမက်ပြီးဆိုလို့ရှိရင်မလုပ်လဲဘုရားကိုရှိခိုးလို့ဘုရားကိုအာယုပြုပြီးတဲ့အခါယန္တုန်ိမိတ်တံအဝမင်္ဂလင်းစယောစာမနာဘောတကုဏတတတ္ထောပါပက္ခဟောဒုတုပိနံအဂန္တံဗုဒ္ဓ ानु ဘာဝေနဝိတံတမင်တုတရားကိုအာယုပြုပြီးတဲ့အခါဓမ္မာ ानु ဘာဝေနဝိတံတမင်တုတန်ခါကုံကိုအာယုပြုပြီးတန်ခါ ानु ဘာဝေနဝိတံတမင်တုဆိုတဲ့ဟောဒီဂါထာလေးကိုရွတ်ပတ်ပြီးတော့စိတ်ထဲမှာနှလုံးသွင်းလိုက်လို့ကုသိုလ်တွေဖြစ်ပေါ်လာလို့ရှိရင်ခုနကပြောတဲ့အရာတွေအကုန်လုံးဟာခြေပြောက်တယ်လို့ဒီလိုပြောတာနော်ဘယ်လိုလုပ်ပြီးတော့ခြေဖြောက်တာတော့ဆိုရင်ထဲနှလုံးထဲမှာမကြည်မလင်ဖြစ်တဲ့အရာတွေဟာဖရာတရားတန်ခါကိုအာယုပြုလိုက်တာနဲ့ကုသိုလ်တွေရသွားပြီးရင်ထဲနှလုံးထဲမှာကြည်လင်ရှင်ပြသွားတယ်အဲ့ဒီသဘောနဲ့နော်ပျောက်တာကိုဆိုလို့ဒါကြောင့်မို့လို့ဒုံနိမိတ်တာဆိုတာမကောင်းတဲ့နမိတ်တွေအဝမင်္ဂလမရှိတဲ့အရာတွေယောစာမနာဘောတကုဏတတာတော်နားထောင်ရတာနော်မနှစ်သက်เสียကောင်းတဲ့ငှက်ရဲ့အတန်လေးငှက်ဆိုးရဲ့အတန်လေးပါပက္ခဟောမကောင်းတဲ့ဂျိုစီဇာတာစတာခန့်ချမာတွေထုတ်တုပိနံအဂတံနှစ်သက်เสียမကောင်းတဲ့အိမ်မက်ဆိုးတွေတဲ့အဲ့ဒီမကောင်းမှုလို့လူတွေရဲ့စိတ်ထဲမှာမတန့်လို့မကောင်းဘူးဆိုတဲ့အရာတွေအလုံးဟာမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့အလုံးကြည်ပြောက်သွားပါစေလို့ဒီလိုဆိုတာနော်အဲ့တော့ဘုရားကိုအာယုံပြုလိုက်လို့ရှိရင်ဘုရားကိုအာယုံပြုလိုက်လို့ရလိုက်တဲ့ကုသိုလ်ဟာဗုဒ္ဓတပူဇံမဟာတေသဝန္တောဆိုတဲ့အတိုင်းစွမ်းအားတတ္တိတွေပြည့်ဘုရားကိုအာယုံပြုကြည့်အာယုပြုလိုက်လို့စိတ်ထဲမှာချီနူးပြီးတော့ဘုရားကုံနေထဲမှာစိတ်ထဲမှာချီနူးလာပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ဟာအခုပြောခဲ့တဲ့မကောင်းတဲ့အရာတွေကိုအလိုမရှိတဲ့အရာတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ကာဝယ်ဆောက်ရှောက်ပြီးတာဖြစ်ပါတယ်မှန်ကန်တဲ့နိလန်းနဲ့ပြောတာနော်